저는 지금 미얀마에 있으며 거기서 아버지께 인사를 전하고 있습니다. 제가 좀 여기 도착했을 때 아버지가 어떻게 지내실지 걱정했습니다. 이제 1년반이 지났어야 2주 빚었어요. 이제 아버지 뜻에 따라 정근대학교 미얀마부서 현재 서사하 유의 등가하였습니다. 연구원은 달라지만 미얀마는 여러분이 따뜻하게 하원했습니다. 주는 거 아버지께 드리겠소 해서 드립니다.ဒီလိုဘလို့လို့လဲဒီလောက်တိတ်ဆိတ်နေတဲ့ library ထဲမှာတောက်လာခေါင်းပတ်ဝန်းကျင်နည်းနည်းပပနားလည်းမရှိဘူးလားမသိဘူး
ရှာရတာအဆင်ပြေရလား ဟုတ်ပြေးပါရဲ့ချေတမီးတူတူတနာကြံအတွက်စာရွက်စာရေးရှာပြီးတော့မိတ္တူပို့ပြီးပါမနေ့ကတော့မန်လေးတက်ကတူပြန်တော့မှာပါချေ ဒီပါသမီးတို့ဌာနမို့လေတတိယကြောင်ပြောလိုက်ပါဦးနော် ဟုတ်ပြောလိုက်မယ်နော်ချေတမီးကိုလည်းရန်ကုန်မှာရှိနေအောင်ဆားဆားရာကူညီပေးတဲ့အတွက်ချေကျေးဇူးများကြီးတင်ပါတယ်နော်အဲ့ဆိုတမီးပြန်ဖို့ပြင်ဆင်ရမှာမို့လို့ခရီးယူပါအောင်နော်ချေ May I come in, teacher? အော်လာထိုင်တာတာကိုခေါ်တဲ့အကြောင်းရင်းကတော့တာရဲ့ပွဲယူကြံဖြစ်တဲ့မြမယူရအတာတကြံပွဲတော်နဲ့ပတ်သက်ပြီးပြောစရာလေးရှိလို့ပဲ ဟုတ်ကဲ့ပါချေဘာမှမလုပ်ပါလိမ့်မယ် တကြံသူတေသနာကျမ်းအနေနဲ့စာအုပ်စာလည်းနေရပဲရှာဖွေရေးသားတာမျိုးမဟုတ်ပဲနဲ့လက်တွေ့နယ်ပဲကတကြံအမွေသက်တွေကိုပါဝင်ပိုကောင်းမယ်လို့တစ်ချိန်ရတော့တွေးမိတယ်ဒါကြောင့်မို့လို့တကြံရဲ့အငွေသက်တွေရှိတဲ့မန္တလေးမြို့ကိုသွားပြီးတော့လေ့လာပြီးရေးသားသိစေတယ် ဟုတ်ကဲ့ပါချေကျွန်တော်လည်းမန္တလေးတော့ပေးလေးလာခြင်းနဲ့ပဲ ဒါဆိုရင်ဒါအခုပြန်ပြီးတော့သွားဖို့ပြင်ဆင်လိုက်တော့နော်မန္တလေးတက္ကသိုလ်ကမြန်မာစာဌာနမှကတိကျတငယ်ချင်းပဲမန္တလေးတက္ကသိုလ်ထဲမှာပဲနေပြီးတော့တားရဲ့လိုအပ်တာတွေကိုကူညီပေးလိမ့်မယ်နော် ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်တောင်းလိုက်ပါမယ် 안녕하세요. 아들, 별일 없고 지금 뭐하니? 이제 식사를 마쳤으니 내일 여행을 준비하겠습니다. 그럼 어디로 가는데? 아빠, 만달레이에 가야 해요. 제 아들의 연구 논문은 미얀마 틱년 축제에 관한 것입니다. 학과장님이 저에게 해당 분야를 공부하라고 하셨어요. 잘했다 아들아. 열심히 공부하렴. 너도 알다시피 만달라이에는 문화유산이 많고 공부할 게 많아. 네, 아버지. 내가 거기에 도착하면 말해줄게. 오래된 전통이 다시 새롭게 태어날 수 있으려나? ဒါရေးရှင်တဲ့သူတည်တနာရဲ့စာရဲရဲ့ခေါင်းစဉ်ကပါလဲမသိဘူး မြန်မာအသင်ချန်ကမြန်မာလူဖွဲ့စည်းရဲ့ language religion cultural image ဘာကြောင့်ဖြစ်လဲဆိုရမျိုးပေါ့ မန်နေဦးခင်ဌာနကခဏလောက်ခဲ့ရှင် အော်ဟုတ်လာပြီနော် အဓိကမန္တလေးမှာပေါ့နော်တချန်နဲ့ပတ်သက်တဲ့ဟာတွေကိုအမှန်ကန်ပြည့်စုံဖို့အတွက်ကိုပေါ့နော်ချက်လက်တွေလိုက်ပြီးလေ့လာဖို့အတွက်ဒီနေ့ကနေပြီးတော့သူတို့လိုက်ပြီးကူညီပေးရမှာပေါ့နော် မြစ်သေးရောက်ပြီလေဒီရွှေဝါပန်းပတောက်တွေထုံကြည့်သေးပြဲငါထူတဲ့တကြံပီဒုပုတေတံဝေတံပြိုင်စုံညီလို့လေဒီရင်နောက်ထက်မှရင်နှွေကပြချွေအားလုံးတွေပြောနေရမျက်ပွေတော့တွေယေစုသူချမ်းခံမမှုပါလေမြစ်သေးရောက်ပြီလေဒီရွှေဝါပန်းပတောက်တွေထုံကြည့်သေးပြဲငါထူတဲ့တကြံပီ